ရှင်ကိုထွန်းဗလက်ဆောင်ရုံမျိုးစုံကိုအားပေးလို့ရပါတယ်မနှင်းကိုထွန်းစီရောက်တဲ့အချိန်လေးမှာမိတ်ဆက်ပေးပါမယ်ရှင်မင်္ဂလာပါမောင်လေးရေကဲတငယ်ချင်းတို့မင်္ဂလာပါမာကြီးရေကဲတငယ်ချင်းတို့ရေဒီမှာပေါ့ကိုမနေပြီးတော့ဒီဘက်ကိုကျွန်တော်တို့ရှိကိုလာလဲရင်းနဲ့အကြော်ဘူးလေးတွေဝိုင်းရောင်းပေးသွားတယ်ကိုမရှိမှရှိတဲ့တငယ်ချင်းတွေကနေလှမ်းမာတဲ့ခါကျတော့မာကြီးရက်တဲ့ဝါပေးမယ်ဒီမှာဒီလိုမျိုးတငယ်ချင်းတော့ဒါတယောက်ဒီဆွဲပေးထားတယ်ဟုတ်ပါတယ်အမျိုးသား6မျိုးကိုမျှပြီးတော့ဝယ်သွားကြတာပေါ့နော်ထိုင်းဘက်ဝင်နေဆိုရင်3000ဝန်းကျင်ပို့အားပေးသွားတဲ့တငယ်ချင်းနော်တယောက်ချင်းဒီတိုင်းကိုကျေးဇူးပါအဆဆရာအဆင်ပြေကြပါစေအလောက်ကင်တွေလည်းအဆင်ပြေကြပါစေတငယ်ချင်းရေအဲ့ဒါဘာလေးတွေရှိလဲဆိုတာကိုလည်းပြောပြပေးမယ်နော်တငယ်ချင်းဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အမဲသားမွားကျော်တပူးကို100တငယ်ချင်းနော်အမဲသားမွားကျော်တပူး100ဒါဆိုလို့ရှိရင်ငါ6000ကျော်ငါ6000ကျော်က90တငယ်ချင်းနော်ငါ6000ကျော်90ပြီးသွားလို့ရှိရင်ဒါကတော့ပဇွန်ကြောက်1000ကျော်တငယ်ချင်းနော်ပဇွန်ကြောက်1000ကျော်90တငယ်ချင်းရေပြီးသွားတဲ့ခါကျလို့ရှိရင်ဒါကတော့ကြက်သားမွားကျော်80တငယ်ချင်းနော်ကြက်သားမွားကျော်80ပြီးသွားလို့ရှိရင်ဒါကတော့အဖေးလက်ရမယန်းငပိကျော်ခြင်ဆက်လေး90တငယ်ချင်းရေပြီးတဲ့ခါကျလို့ရှိရင်ဒီမှာတငယ်ချင်းနော်ဝက်သားမွားကျော်90တငယ်ချင်းရေအဲ့ဒါကိုထိုင်းနိုင်ငံမှာကျွန်တော်နေရာနှက်ပို့ပေးတယ်နော်တငယ်ချင်းတို့ကနေပြီးတော့ကျွန်တော်အကောက်လို့တွေးခဲ့လို့ဝင်ဝယ်ခြင်းလည်းရတယ်ဒါမှမဟုတ်လို့ရှိရင်အခုဒီလိုကိုယ့်ရဲ့ပိုင်ရှင်မိုင်းမနေရှိမှာဝင်ဝယ်ရင်လည်းရတယ်ဟုတ်ကဲ့ပါအခုရှိမှာပဲဝယ်2ရက်3ရက်တွင်ပစ္စည်းရောက်တယ်ပို့ပေးတယ်တငယ်ချင်းနော်ပစ္စည်းအမျိုးအစားကိုကြိုက်တဲ့လောက်ယူတငယ်ချင်းအိမ်ရောက်ငွေချေဆိုရင်ပို့က50ရှိမယ်ဒါထဲမှာပါတငယ်ချင်းနော်ကြိုလွဲမယ်ဆိုရင်ပို့က30ရှိတယ်ရေလိုကိုတငယ်ချင်းတို့ကပေါ့နော်10ဘူးပြအောင်ယူဝေးမယ်ဆိုလို့ရှိရင်တဘူးလက်ဆောင်ထည့်ရတယ်နော်လက်ဆောင်လည်းထည့်ပေးနေတယ်နော်ဒီမှာအစင်နဲ့စားချင်တဲ့သူတွေအတွက်အရန်အဆင်ပြေပါတယ်စီတန်းနဲ့ပဲကြော်ထားတာဖြစ်ပါတယ်ရှင်ကဲကျေးဇူးတင်ပါတယ်ကိုထွန်းရဲ့အကောင့်မှာသွားမှလို့ရတယ်လို့မနှင်းစီမှာမှာရင်လည်းပို့ပေးပါတယ်ရှင်ဒါတွေကမိုင်းတယ်သွားပေးရမှာနော်ဟုတ်ပါတယ်တယ်သွားပေးပါဟုတ်တယ် like ထဲမှာအားပေးသွားတာတွေဒါတွေအကုန်လုံး Okay bye bye